လာပါဒီနေ့ပြောမယ့်အကြောင်းအရာကတော့သွေးသန့်အလှရှင်ဘယ်လိုရှာမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ယောဂဝေဒနာထိခိုက်ဒဏ်ရာနော်ခွဲစိတ်ကုသမှုတွေအတွက်အရေးပေါ်သွေးသွင်းဖို့လိုအပ်ကြပါတယ်လူနာရှင်တွေအနေနဲ့ကတော့အချိန်မီသွေးရရှိရေးကိုအစွမ်းကုန်ကြိုးစားရှာဖွေကြရပါတယ်မြို့ကြီးတွေမှာတို့ရှိရင်ဆေးရုံကြီးတွေမှာအခက်ခဲသိမရှိပေမဲ့လို့လေမြို့နယ်ဆေးရုံများမှာသွေးလူရှင်ရရှိဖို့အတွက်အခက်ခဲအတော်တန်ကြော်လို့ရှိတာတွေ့ရပါတယ်အဲ့တော့သွေးသွင်းကုသတဲ့အခါမှာအဓိကလိုအပ်ချက်တစ်ခုကတော့အန်ဒီရဲ့ကင်းစင်တဲ့သွေးယောဂပိုးမပါတော့သွေးသန့်ရရှိရေးအဓိကဖြစ်ပါတယ်ဆေးဘက်ဆိုင်ရာအနေနဲ့ကတော့ဒီလိုသွေးသန့်ရရှိရေးကိုအလေးထားစစ်ဆေးကြပေမဲ့လို့လဲ HIV တို့လို HIV AIDS လိုကူးစက်ယောဂအချို့မှာအရေးပေါ်ချက်ချင်းစစ်ဆေးပေမဲ့လို့လဲယောဂပိုးကိုရှာဖွေမတွေ့တာမျိုးလဲကျွန်တော်တို့ရှိပါတယ်အဲ့တော့ယနေ့ထက်တိုင်ပေါ့နော်အတုပြုလုပ်လို့မရနိုင်သေးတဲ့သွေးကိုအသက်ရှင်လျက်ရှိတဲ့လူသားတွေရဲ့ကိုယ်ခန္ဓာအတွင်းမှသာထုတ်ယူရရှိနိုင်တာဖြစ်ပါတယ်အဲ့တော့အရေးပေါ်သွေးလိုအပ်မှုအတွက်သွေးလူရှင်တွေကိုသာရှာဖွေရတာဖြစ်ပါတယ်သွေးနဲ့အသက်ကယ်ဖို့အတွက်သွေးလူရှင်တွေကိုအားကိုးရတာမှန်ပေမဲ့လို့လေမျက်မှောက်ခေတ်ကာလမှာတော့သွေးလှူရှင်တိုင်းဟာသွေးသန့်အလှူရှင်မဖြစ်နိုင်ကြတော့ပါဘူးဒါကြောင့်မလို့သွေးလိုအပ်သူတိုင်းဟာတို့ရှိရင်သွေးသန့်အလှူရှင်တနည်းအားဖြင့်ကူးစက်ယောဂပိုးကင်းစင်တဲ့သွေးအလှူရှင်ကိုရှာဖွေနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်အဲ့တော့အဲ့လိုနေရာမှာသွေးလူရှင်မှာတို့ရှိရင်သွေးလူရှင်အမျိုးအစား၃မျိုးရှိတာကိုတွေ့ရပါတယ်ပထမတစ်မျိုးကတော့အစားထိုးလှူဒန်းတဲ့မိသားစုဝင်မိတ်ဆွေသွေးလူရှင်တွေပဲဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့အခကြေးငွေနဲ့လှူဒန်းတဲ့စီးပွားရေးသွေးလူရှင်ဒီဖြစ်ပါတယ်တတိယကတော့မိမိဆန္ဒလျောက်အခကြေးငွေမယူဘဲနဲ့လှူဒန်းတဲ့စေရနာသွေးလူရှင်တွေဆိုပြီးတော့သွေးလူရှင်မှာအမျိုးအစား၃မျိုးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပြောခဲ့တဲ့ကျွန်တော်တို့သွေးလူရှင်၃မျိုးအနက်ပေါ့လေဘယ်လိုသွေးလူရှင်တွေဟာနော်ဘယ်လိုဘေးအန္တရာယ်တွေအ ਨੇ ဆုံးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကလေ့လာကြည့်ဖို့လိုပါတယ်ပထမအဆုံးကတော့ဒါသွေးကိုရောင်းစားပြီးတော့အသက်မွေးကြောင်းပြုတ်တဲ့သွေးလူရှင်တွေပေါ့သူကတော့အဓိကတော့ကျွန်တော်ကဝင်ငွေရရှိဖို့အတွက်သွေးကိုရောင်းစားတာဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့သွေးပါတို့ရှိရင်အရည်သွေးပြည့်မိခြင်းမှလည်းပြည့်မယ်နောက်တစ်ခါကူးစက်ယောဂနော်ကူးစက်ယောဂဘေးအန္တရာယ်အများဆုံးတွေ့ရတဲ့သွေးလူရှင်ပုံစံတွေပဲဖြစ်ပါတယ်သူကတော့အဓိကတော့ကျွန်တော်တို့လူအသက်ကယ်ဖို့အတွက်သူဝင်ငွေရဖို့အတွက်ငွေကြေးရဖို့အတွက်ကျွန်တော်တို့လှူဒန်းတာကျွန်တော်တို့ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့သူတို့ရဲ့ဟလာကျမ်းမာရေးအခြေအနေသူတို့ရဲ့အမှုအကျင့်နော်အဲ့ဒါတွေကိုကျွန်တော်တို့ကပါတယ်ဆိုတော့သူတို့ထုတ်ပြောမှာမဟုတ်ပါဘူးနော်အဲ့တော့သွေးကိုကျွန်တော်တို့ကဟလာပုံမှန်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဟာလိုရင်လိုအပ်တယ်လို့သူကခန္ဓာကိုယ်ကနေထုတ်ပြီးတော့သူကငွေကြေးဝင်ငွေအတွက်ရောင်းစားတာဖြစ်တာပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီလူတွေရဲ့ရောင်းစားတဲ့လူတွေရဲ့သွေးကိုသွင်းခြင်းအဖြစ်ယောဂကူးစက်မှုနှုံးပါသူကမြင်မာတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မိသားစုဝင်မိတ်ဆွေအပေါင်းအသင်းတွေရဲ့လှူဒန်းတဲ့သွေးပေါ့နော်အဲ့ဒါကတော့ကျွန်တော်ကပြောမယ်လို့ရှိရင်တော့ဒါခုနကရောင်းစားတဲ့လူတွေရဲ့စားတယ်ဆိုရင်ဘေးကနေနော်ဟလာအလုံးအကျွံမရှိပေမဲ့လို့လေသူတို့လည်းကျွန်တော်တို့ယောဂကူးစက်မှုကျွန်တော်တို့ရှိနိုင်ပါသေးတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီမိသားစုတွေကနေပြီးတော့သွေးလိုအပ်တဲ့အတွက်ဖိအားပေးခံရတာပေါ့နော်သူ့ဟွာအတွက်ဟလာကိုယ့်ရဲ့သွားဟလာဟိုအဖေအတွက်လူရမယ်အမေအတွက်လူရမယ်
မိသားစုရဲ့လှူရမယ်ဆိုတဲ့ဖိအားပေါ့နော်အဲ့လိုမျိုးဖိအားပေးတဲ့အတွေ့ကျွန်တော်တို့ရတယ်ပြီးတော့သူကလှူရတာအဲ့လိုပုံစံမျိုးကျွန်တော်တို့ရှိတဲ့ခါကျတော့ကျွန်တော်တို့ကဒီမိတ်ဆွေပေါင်းနေလည်းအဲ့တိုင်းပဲနော်ဖိအားပေးပြီးတော့ကိုယ့်ရဲ့မိတ်ဆွေအတွက်ဆိုပြီးတော့သူကကိုယ့်ကိုအတင်းလှူခိုင်းတာပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကသူ့ရဲ့အဲ့ဒီမှာလဲသူကသူ့ရဲ့ကျမ်းမာရေးအခြေအနေတွေနောက်ပြီးတော့သူ့မှာရှိတဲ့အပြုအမူတွေသူ့မှာရှိတဲ့ဟလာကျမ်းမာရေးဆိုင်ရာသူကဟလာအန်ဒီရယ်တွေကိုကျွန်တော်တို့ကသူကလည်းထုတ်ဖို့ပြောမှာမဟုတ်ဘူးเนาะဒါကြောင့်လဲကျွန်တော်သူတို့ဟာလဲကျွန်တော်ဘာပဲဖြစ်ဖြစ်ဟလာဒီသွေးတန့်အလူရှင်လုံးကျွန်တော်တို့ဟလာမဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ကဟလာသုံးသပ်လို့ရပါတယ်နောက်တစ်ခုကျတော့မိမိရဲ့ဆန္ဒအလျောက်အခါကြီးငွေမယူဘဲနဲ့ပုံမှန်သွေးလူတန်းနဲ့လူတာသွေးလူရှင်တွေပေါ့နော်အဲ့လိုသွေးလူရှင်တွေကိုကျွန်တော်တို့ကတော့ဘာလဲဆိုတော့ဘေးကနေကင်းရှင်းတဲ့သွေးလူရှင်လို့ကျွန်တော်တို့ခေါ်ပါတယ်เนาะသွေးလူရှင်တွေဖြစ်တယ်သူကတော့ဘာလဲဆိုတော့စေတနာအလျောက်သွေးလူထမ်းနေနောက်တစ်ခါကျတော့သူဟာသူလို့ရှိရင်သွေးကိုသွားပုံမှန်ကျွန်တော်တို့ဟာလားဟိုမှာလေးလာတစ်ချိန်ပုံမှန်ကျွန်တော်တို့ကလှူဒန်းနေတဲ့ဟာမျိုးတွေဖြစ်တဲ့အဖြစ်သူပုံမှန်လှူဒန်းခြင်းအားဖြင့်သူ့ရဲ့သွေးရသလိုရှိရင်သူ့ရဲ့သွေးရသလိုရှိရင်အများအားသူကတန့်နေတာပေါ့နော်နောက်သူ့ရဲ့ကျမ်းမာရေးရလဲသူကအများအားကျွန်တော်တို့ကောင်းနေတာတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့အဲ့နေရာမှာကျွန်တော်တို့တစ်ချက်ပြောချင်တာကတော့ကျွန်တော်ဟိုသွေးလူရှင်တွေထဲမှာပေါ့နော်ဟိုကြည့်မယ်တို့ရှိရင်တစ်ခါမှမလူဘူးเนาะပထမဦးဆုံးသွေးလူရှင်ပေါ့เนาะ first time donor လို့ခေါ်တာပါပထမဦးဆုံးသွေးလူရှင်အဲ့ဒါကြီးရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်ပုံမှန်သွေးလူရှင် regular donor ပေါ့နော်အဲ့လိုမျိုးဟာတွေကျွန်တော်တို့တွေ့ရတယ်ပုံမှန်သွေးလူရှင်ကတော့သူကတော့၄လတစ်ချိန်ပုံမှန်လှူတဲ့အားမျိုးရှိတယ်နောက်တစ်ခါကျတော့ရွှေဆိုင်အနားယူရက်တန်တဲ့သွေးလူရှင်သူကတော့သွေးလှူလိုက်တယ်လှူပြီးသူကပုံမှန်တော့မဟုတ်ဘူးပေါ့ပုံမှန်မဟုတ်ဘူး၄လတစ်ချိန်ပုံမှန်မှာသွားပဲနဲ့ကျွန်တော်တို့ကဟိုနားလိုက်ပြန်ပြီးတော့လှူလိုက်အဲ့လိုပုံစံမျိုးပေါ့နော်သူကယာယီရွှေဆိုင်တယ်နောက်ခဏရက်နေတယ်နောက်ပြီးတော့သွေးမလှူပဲနဲ့အနားယူတဲ့ဟာမျိုးတွေဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့ကသွေးလူရှင်အမျိုးမျိုးကိုကျွန်တော်တို့ကတွေ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီသွေးပန့်ကိုကျွန်တော်တို့ကနော်ဒီသွေးလိုအပ်သူတွေတက်ကတော့အဓိကသွေးပန့်အလှရှင်ကိုကျွန်တော်တို့ကနော်ပန့်တဲ့သွေးပေါ့နော်အလှရှင်ကိုကျွန်တော်တို့ဟလာဟိုရှာဖို့ကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့အဲ့လိုလိုအပ်တဲ့အခါမှာကျွန်တော်တို့အဓိကအားဖြင့်တော့ဘလို့သွေးလူရှင်ကအဓိကနော်ဘေးကနေရကင်းလဲဆိုတော့ကျွန်တော်တို့ကတော့ဟလာဒီဟိုပါပေါ့စေတနာအလျောက်ပုံမှန်လှူဒန်းတဲ့သွေးလူရှင်နော်အဲ့လိုသွေးလူရှင်တွေဟာတို့လို့ရှိရင်နော်ဒီဟာတွေကကျွန်တော်တို့ကဟိုသွေးတန့်တယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်အဲ့တော့ဒီလိုကျွန်တော်တို့ကဟိုအခုအချိန်ခါမှာပေါ့လေဒီကမ္ဘာနိုင်ငံအသီးသီးမှာသွေးကူးသားမှုတွေကင်းရှင်မှုအတွက်စေတနာနော်သွေးတန့်အလူရှင်တွေပေါ်ပေါက်ရေးကိုကျွန်တော်တို့ကစီယုံလှုပ်စော်လေးရှိပါတယ်နော်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကပုံမှန်လှူဒန်းနေတဲ့သွေးတန့်အလူရှင်တွေဟာတို့ရှိရင်နော်ကျွန်တော်တို့ဒီသွေးဟလာဟိုလှူလိုက်ရတဲ့အတွက်လူနာအတွက်တော့ဘေးကနေကင်းရှင်းတာကိုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကဟလာဟိုသွေးတန့်အလူရှင်ကိုဘယ်လိုလူမျိုးကိုရှာသင့်တယ်လဲဆိုတော့ကျွန်တော်တို့ကပုံမှန်လှူဒန်းနေတဲ့စေတနာသွေးတန့်အလူရှင်ပုံမှန်လှူနေတဲ့နော် regular donor ကိုလာကျွန်တော်တို့ကရွေးချယ်ဖို့ကျွန်တော်လိုပါတယ်အဲ့တော့ကျွန်တော်တို့ကဒီသွေးလူရှင်တွေကိုဘယ်ရမလဲဆိုတဲ့ဟာမျိုးကျွန်တော်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟလာမြန်မာနိုင်ငံမှာတော့ကျွန်တော်တို့ကဒီဟလာဒီသွေးလှူရှင်တွေကျွန်တော်တို့သွေးလူပန်းတွေမှာသွားလှူနေတဲ့သွေးလူရှင်တွေရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဟလာဟိုသွေးလူရှင်အသင်းပေါ့နော်သွေးလူရှင်အသင်းနော်ဒီလိုမျိုးဟလာဟိုတွေဖွဲ့ပြီးတော့ကျွန်တော်တို့ကပြီးတော့သွေးလူနေတာတွေရှိတယ်နောက်အသင်းဖွဲ့တွေပေါ့နော်အဲ့ဒီကနေပြီးတော့သွေးလူတာတွေကျွန်တော်တို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီသွေးလိုအပ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟလာကိုယ့်ရဲ့ရက်ွက်ထဲမှာဖြစ်ဖြစ်ကိုယ့်ရဲ့မြို့နယ်ထဲမှာဖြစ်ဖြစ်နော်ဒီဟလာတခြားသွားမြို့နယ်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးသွေးလူရှင်ဟလာအသင်းတွေနော်ဟလာသွေးလူရှင်အဖွဲ့အစည်းတွေပေါ့နော်ဒါလူမှုရေးအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ကဆက်သွယ်ပြီးတော့ကျွန်တော်တို့ကဟလာလုပ်ဖို့ကျွန်တော်တို့လိုပါတယ်နော်အဲ့တော့ဟိုအကောင်းဆုံးအကြံပေးချင်တာကတော့ကျွန်တော်တို့ကတော့အရေးပေါ်သွေးလိုအပ်မယ်တို့ရှိရင်သွေးသွင်းကုသဖို့လိုအပ်တဲ့လူနာရှင်တွေအတွက်ကတော့ဟလာပုံမှန်လှူနေတဲ့စေတနာဝန်ထမ်းသွေးတန့်အလှူရှင်တွေကိုလာရှာဖွေပြီးတော့ကျွန်တော်တို့เนาะသူတို့စီကသွေးကိုယူသင့်ပါတယ်လို့ကျွန်တော်တို့အကြံပြုချင်ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်